ဓမ္မပဒရဲ့ကျေးဇူးကြောင့် COP ဟာအသက်29နှစ်အရွယ်မှာဗုဒ္ဓဘာသာဝင်အဖြစ်ကိုယ်တဘောနဲ့ကိုကူးပြောင်းပြီးအသက်28နှစ်အရွယ်မှာမြန်မာနိုင်ငံကိုလာရောက်ပြီးယဟန်ဘဝကိုအပြီးတိုင်ခံယူလိုက်ပါတယ်။ယဟန်ပြုပြီးနောက်မန္တလေးမဆုံးရင်တိုက်ကြီးမှာဝိရတိစာပေလေးလာတင်ယူပြီးမြန်မာနိုင်ငံမှာအမြဲနေထိုင်ရင်းကဘာလက်သာသနာပြုခဲ့တဲ့ဒုလောကနာထဟာပြည်ဦးလွင်စေယုံမှာပဲပြန်လွန်တော်မူခဲ့တာပါပြောလို့ရင်းကတော့ဓမ္မပဒကြောင့်ဗုဒ္ဓဘာသာဝင်ဖြစ်လာသူတွေသာသနာအာဇာနည်ဖြစ်လာသူတွေအများကြီးရှိတယ်ဆိုတာပါပဲဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်မဟုတ်သူပဲဖြစ်ဖြစ်ဓမ္မပဒကိုဖတ်ရင်စိတ်နေစိတ်ထားနဲ့ဘဝအခြေအနေပြောင်းလဲသွားမှာကတော့သိကြပါတယ်။ပင်ကိုတက်ခံကလည်းကောင်းတယ်ဆိုရင်ပေါ့ဓမ္မပဒဖတ်ပြီး COP ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ပေမဲ့စောက်အုပ်လာပေးသူမိတ်ဆွေကတော့ဗုဒ္ဓဘာသာဝင်ဖြစ်မလာခဲ့ပါဘူး။ဒါပေမဲ့စိတ်နေစိတ်ထားတွေအကျင့်စရိုက်တွေတော့အတိုင်းအတာတစ်ခုအထိပြောင်းလဲသွားမယ်ထင်ပါတယ်။နောက်တစ်ချက်ပြောချင်တာကဓမ္မပဒဟာကမ္ဘာပေါ်မှာအထင်ရှားဆုံးအပြည့်နဲ့ဆုံးဗုဒ္ဓဘာသာကျမ်းတစ်စောင်ဖြစ်တယ်ဆိုတာပါပဲအချင်းကြောင့်စိတ်ညစ်နေပါသလားဓမ္မပဒထဲကအချင်းနဲ့ပတ်သက်တဲ့ဗုဒ္ဓအဆုံးအမတစ်ခုခုဖတ်ကြည့်လိုက်ပါစိတ်ညစ်တာတွေပျောက်သွားပါလိမ့်မယ်အပေါင်းအတင်းမကောင်းလို့ဘဝလမ်းကြောင်းတိမ်းဆောင်းနေပါသလားဓမ္မပဒထဲမှာအပေါင်းအတင်းနဲ့ပတ်သက်တဲ့ဗုဒ္ဓအဆုံးအမတွေအစဉ်တင့်ရှိပါတယ်ဓမ္မပဒကိုဘေးအချိန်မှာလှန်ကြည့်ကိုယ့်ရင်ထဲမှာလောလောဆယ်ခံစားနေရတဲ့ခံစားချက်နဲ့တိုက်ဆိုင်တဲ့အဆုံးအမအနည်းဆုံးတစ်ခုလောက်တော့တေချာပေါက်ရှိနေတာကိုတွေ့ရပါလိမ့်မယ်ဒါဟာဓမ္မပဒရဲ့အံ့ဩဖွယ်ကောင်းတဲ့အချက်ပါအဲ့ဒီလိုအံ့ဩဖွယ်တွေပြည့်နေလို့လေဓမ္မပဒဟာအရှိတိုင်းဗုဒ္ဓဘာသာနိုင်ငံတွေကိုကျော်လွန်ပြီးအနောက်တိုင်းနိုင်ငံတွေမှာပေါင်းလွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်ကတည်းကထင်ရှားကျော်ကြားခဲ့ပါတယ်အင်္ဂလိပ်ဘာသာပြင်သစ်ဘာသာဂျာမန်ဘာသာစတဲ့ဘာသာပေါင်းစုံနဲ့ဘာသာပြန်ဆိုပြီးသားဖြစ်နေပါပြီ။